Max Step-by-Step Maths Learning. A pentagon GKLMN has vertex to a vertex day. Beta pentagon soro 5 vertex ရှိရမှာပေါ့နော် GKLMN ဆိုပြီးပေးထားတယ် Okay အဲ့ဒီ pentagon ကို the pentagon is translated နေရာရွှေ့လိုက်မယ်ရွှေ့ရမယ် rules ပေးထားတယ် 3 squares right and 2 squares down ဆိုတော့ရွှေ့လိုက်ပြီးရဲ့အခါကျရင်သူဒီ image ဖြစ်သွားတော့ G prime K prime L prime M prime N prime ဆိုပြီးတော့ဖြစ်သွားတယ်ဆိုတော့ A ရဲ့ question က work out the coordinates of the vertex ဆိုတော့ဒီရွှေ့လိုက်တဲ့ vertex လေးတွေတစ်ခုချင်းပြန်ရှာပေးရမှာပေါ့နော်စောစောရှယ်လို့တွက်တယ်လို့ပဲဆိုတော့ okay J ရဲ့ coordinate ဒီ 1, 3ဆိုတော့သူ့ရဲ့ rules လေးဒီ3 squares right ဆိုတဲ့အတွက်ကြောင့်မလို့ plus 3 2 square down ဆိုတဲ့အတွက် minus 2ဒါဆိုရင် J prime လေးရပါပြီ1 plus 3 4 3 minus 2 1ဆိုတော့ J prime coordinate ရပါပြီ okay next one Kရဲ့ coordinate ဒီ3, 3ဆိုတော့သူ့ရဲ့ rules ကအတူတူပါပဲ3 square right plus 3 2 squares down minus 2ဆိုတော့ K prime 3 plus 3 6 3 minus 2 1 okay next one L the 3 5 plus 3 rules တွေကတော့ coordinates တွေအားလုံးအတွက်အတူတူပါပဲ L prime 3 plus 3 6 5 minus 2 3 okay so တော့ M ရဲ့ coordinate ဒီ2 H coordinate က2 Y coordinate က7 plus 3 minus 2 so တော့ M prime ရဲ့ coordinate ဒီ2 plus 3 5 7 minus 2 5 okay ဒါဆိုလို့ရှိရင် next one Nရဲ့ coordinate ဒီ1, 5 okay 3 square right plus 3 2 square down minus 2 so တော့ N prime ဒီ1 plus 3 4 5 minus 2 3ဒါဆိုလို့ရှိရင် A အတွက် answer ရသွားပါပြီ okay B ကိုဆက်ကြည့်အောင် B ရဲ့ number 1 လေးဒီ on a square grid draw some coordinate axes going from 0 to 8 on the x and y axis ဆိုလိုတာက grid line မှာ x axis y axis ကိုဆွဲပေးရမယ်ဆွဲတဲ့အခါကျရင်အများကြီးလည်းမဆွဲရဘူးနည်းလည်းမဆွဲရဘူး x axis မှာလည်း 0 to 8 y axis မှာလည်း 0 to 8ဆိုပြီးတော့ဆွဲပေးရမှာပေါ့နော်အခုဒီဘက်မှာ right side မှာဆွဲထားတဲ့အတိုင်းလေးပါပဲဆိုတော့ number 2 ကြည့်အောင် okay ဆိုတော့ grid ပေါ်မှာ axis တွေဆွဲပြီးသွားပြီဆွဲပြီးသွားတဲ့အခါကျရင် draw the pentagon GKLMN ဆိုသူဒီ prime နေမပါဘူးသူဒီ object ပုံကိုဆွဲရမှာပါဒါကြောင့်ဒီပေးထားတဲ့ဟောဒီ coordinate တွေကိုသုံးပြီးတော့ pentagon ပုံလေးဆွဲရမှာပါ okay G က  1, 3 G K က 3, 3 K L က 3, 5 M က 2, 7 N က 1, 5ဆိုတော့ဒီဆွဲထားတဲ့point လေးတွေကိုဆက်လိုက်တဲ့အခါကျရင် pentagon shape လေးရပါမယ် okay ဆိုတော့အခုဒီပုံလေးဒီမူရင်းပုံဖြစ်တဲ့အတွက် object ဖြစ်ပါတယ်ဆိုတော့ number 3 လေးကိုဆက်ကြည့်အောင် translate နေရာရွှေ့ပေးပါ the pentagon 3 squares right and 2 squares down ဆိုတော့
ဒီနေရာမှာရွှေ့ရမယ် rules လေးထပ်ပြောထားတယ်အပေါ်ကတွက်ထားတဲ့ rules နဲ့အတူတူပါပဲเนาะဆိုတော့ J prime K prime L prime M prime M prime ဆိုပြီးရွှေ့ပေးရမယ်ဆိုတော့အခုဒီမှာရှားထားတဲ့ coordinate လေးတွေကိုတုံးပေးလို့ရပါတယ်ဆိုတော့ okay J prime ဒီ 4,1 ဒါဒီ J prime K ဒီ 6,1 K prime L ဒီ 6,3 L prime M prime ဒီ 5,5 N prime 4,3 ဆိုတော့ဒီ point လေးတွေကိုဆက်လိုက်တဲ့အခါကျရင် pentagon shape လေးရပါမယ်Okay ဒါဆိုရင်ဒီလိုမျိုးနေရာ translate လုပ်ပြီးပေါ်လာတဲ့ပုံကို image လို့ခေါ်ပါတယ်